မင်္ဂလာပါကဗီဘာဖြုံးကနေပြန်လဲကြိုးဆိုပါတယ်ဗျအမျိုးသမီးတုံးရင်မွေးတွေကမှbrand နဲ့ကနေ quality ကောင်းကောင်းလေးတွေသုံးကျင်နေဆိုရင်ဒီနေ့ကျွန်တော်ညွှန်ချင်ပါတယ်အဲ့ဒါပါလဲဆိုရင် Viva Light Juice ဖြစ်ပါတယ်ကျွန်တော်ရှိမှာအနံ့3မျိုးရှိပါတယ်ဒီကောင်လေးဆိုရင်ကျွန်တော်တို့classic ဆန်ဆန်တကယ်ကိုဘယ်လိုအစင်တက်မြင့်တဲ့ design ဘက်ကိုသွားတယ်ဒီနံ့လေးကကျွန်တော်တို့လူကြီးတွေနဲ့ဒါမှမဟုတ်အစည်းအဝေးတွေတွတ်တက်တယ်ဆိုရင်အင်မတန်မှလိုက်ဖက်တဲ့အနံ့လေးဖြစ်ပါတယ်နောက်တစ်မျိုးကတော့ rose နှင်းစီနံ့လေးနဲ့ဆွဲဆောင်မှုရှိလေးပဲเนาะတီငင်ငင်နဲ့အနံ့ဘက်ကိုလည်းတွားတယ်မရိုင်းဘူးပေါ့เนาะလောကကိုစွတ်တိုင်းဘေးကလူအနှောက်အယှက်ဖြစ်မဲ့အနံ့မျိုးမဟုတ်ဘူး rose ဖြစ်ပါတယ်ဒီကောင်လေးကတော့တိတ်တင်လေးတွေကောင်းတယ်ညဘက်ချစ်သူနဲ့ဝိုင်တောက်မလားဒါမှမဟုတ် beach day လေးသွားစားမလားဆယ်မွန်လေးတွေစားမလားရုပ်ရှင်သွားကြည့်မလားအင်မတန်မှမိုက်တယ်ကျွန်တော်ရှိမှာဒီကောင်ကကြာတာအမျိုးသမီးသုံးပါတော့ကျွန်တော်တို့ငယ်ရွယ်တဲ့အမျိုးသမီးအလက်ပိုင်းအမျိုးသမီးနဲ့ဒီထက်နည်းနည်းပိုတက်ကြီးတဲ့အမျိုးသမီးတွေသုံးလို့ရပါတယ် quality ကောင်းတယ်ပေးရတဲ့ဈေးနဲ့အင်မတန်မှစိတ်ကျဉ်မှုရှိစေရမယ်brand လေးတွေကိုသုံးကျင်တယ်အနံ့ဆွဲတာသုံးကျင်တယ်ဆိုရင် Viva Juice ညွှန်ပေးချင်ပါတယ် Thank you ပါကယ်ဗင်ပါဖျက်နဲ့ပြန်လဲကြိုးဆိုပါတယ်မိတ်ဆွေရဲ့နှိမ့်စာဒူဝမှာကိုဘေးနာလူတွေကိုကိုရဲ့ဆွဲဆောင်မှုရှိတဲ့ကိုတင်းရင်နံ့လေးတွေသို့မဟုတ်မိတ်ဆွေထူးခြားချက်လေးပေးခြင်းနဲ့ဆိုတော့ဘာဖြုံးအရင်မိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ဆိုင်မှာလာပြီးတော့မှအနံ့ကိုစမ်းသပ်ပြီးတော့မှဝယ်ယူလို့ရပါတယ်ဗျ Thank you ပါ